EDA လာငါ့အိမ်ကခုံးတက်ကြီးဆိုကွာမင်းဒီပုံတက်ရင်ပင်မနေကွာလာမြင်လားပြောင်း EDA ငါ့အိမ်ရှိမှာဘာလဲမသိဘူးကွာဒီမှာအသားစီးနေပြရပါလားလူတော့ခေါ်စေဒီကဖြတ်တန်းသွားတော့ငယ်မပြုတ်လေ police jeep တဲ့အားရပြောင်း EDA တခုခုဖြစ်နေနော်ဦးလေးကျွန်တော်ဝင်လို့ရလားဗျာပြောင်းဝင်လို့မရဘူးကွာမင်းတို့ဘယ်ကကလေးလဲကွာဒီအိမ်ကိုငါ့ကိုယာယီပိတ်ထားရဲကွာဝင်လို့မရဘူးဘူးမှဝင်လို့မရဘူးရောမဟုတ်ဘူးဦးလေးဒါကျွန်တော်နေအိမ်ပါဗျာဒါကျွန်တော်နေအိမ်ပါဗျာဘာဖြစ်တော့လဲဗျာဘာလို့ရှေးရောက်နေရလဲအေးဒီမှာမတော်ဆမှုတွေတခုဖြစ်သွားလို့ကွာမင်းတို့ကဒီမှာနေရမလားအေးပြောင်းလေဒါဆိုဒီကလေးနဲ့ကိုဝင်ခိုင်းလိုက်ကွာဗျာမတော်ဆမှုတခုဖြစ်လို့ဟုတ်လားဟာဒီကိုစမဘာဖြစ်တယ်မသိဘူးရောက်လာတော့ဟောဝင်ကြရအောင်ဒုက္ခပါပဲဦးလေးဘေးဒါကျွန်တော်အိမ်ပါဗျာဒုက္ခပဲဘာဖြစ်တယ်မသိဘူးဒုက္ခပဲကိုစမဘာဖြစ်တယ်မသိဘူးဟမ်နေမောကိုစမကအထဲမှာရှိရဲ့ဟာဒါဆိုရင်ဘသူဖြစ်တော့လဲမသိဘူးကိုစမဘာဖြစ်ကုန်လဲဗျာအပြင်မှာရှေးရေးပဲဗျာအိမ်ထဲမှာရှေးရေးပဲဘာလို့ရှေးရောက်နေကြလဲဘာဖြစ်ရမှာလဲကွာသွားပါပြီငါမနက်ကလေဦးလေးတို့မီရဲ့မိတ်ဆွေဆိုပြီးတော့လေကိုကြီးဖန်ကလင်ကိုငါအိမ်မှာတဲဖို့တော့ခေါ်လာသူဖမ်းခံလိုက်ရတယ်ကွာ तू မရှိတော့ဘူး तू ပျောက်သွားပြီကွာဦးလေးတို့မီရောငါ့ကိုဆဲတော့မှာပဲကွာငါဘယ်လိုလုပ်မလဲမသိဘူးကွာဒုက္ခပါပဲကွာဒီတော့ကိုကြီးစမရဘာဘယ်လိုစားဖြစ်သွားလဲအင်းကိုတခြားပြောပြအောင်ဗျာဒီလိုကွာဒီလိုဘယ်ရမလို့စားဖြစ်တာလဲဆိုငါအိမ်ကိုစားခေါ်လာအောင်အကောင်းမဲကွာအိမ်မှာငါအေးပါတိုက်နေသေးရကွာအဲ့ဒါနဲ့ငါသမင်းထည့်ပေးမယ်ဆိုပြီးတော့လို့တော့ဟင်းရလေတိတ်မရှိတော့ကြောက်ရောင်လေးတွားဝယ်မယ်ဆိုပြီးလမ်းထိပ်ခဏထွက်သွားတာကွာအမှငါပြန်လာတော့ငါကြောက်ရောင်ဝယ်ပြီးလမ်းထိပ်ကပြန်လာတော့အိမ်မှာ तू မရှိရဘူးကွာဒီလိုပဲကွာဘေးမှာလေတွေးခွက်ကြီးငါတွေ့နေရတယ်ကွာဘာဖြစ်ကုန်လဲမသိပါဘူးကွာတခုခုမားနေပြီထင်တယ်ကွာဒီတိုင်းကြောက်သွားမဖြစ်နိုင်ဘူးဗျတရားတို့ဒါဖမ်းတော့ပဲဖြစ်ဖို့များမယ်ဒီနောက်ပိုင်းမှာတဲလို့သားရေးပါရောမရှာကြည့်သေးဘူးလားဗျအေးဟုတ်တယ်ငါလည်းအဲ့လိုဖမ်းခံရတယ်လို့ထင်တာပဲကွာဦးလေးသူမီရောမင်းတို့ဒီကိစ္စတော့မပြောနဲ့ကွာတလားတော့ကြငါ့ဘာမှုတ်ပတ်နေမယ်ကွာငါ့ဒီငါ့ခံနေနေပါရှာကြည့်ကြအောင်မယ်ကွာဟုတ်ပြီလားတဲလုံးစားကတော့ရေးရအောင်ရှာနေကြပဲကွာအခုထိတော့ဘာမှမတွေ့ရသေးဘူးကွာကိုစမေဒီမှာဒရုန်းလေးတစ်ခုပါလားဗျကိုစမေဝယ်ထားလားဗျဘယ်ကဒရုန်းလဲမသိဘူးဟေးဘမင်းပြောမှငါဒီထားမိရေကွာဟုတ်တယ်ဒီမှာဒရုန်းလေးတစ်ခုပဲကွာငါမဟုတ်ဘူးကွာငါထင်တော့ဖန်ကလင်ကိုလာပြီးတော့ဖမ်းသွားတဲ့လူကြီးကြံခဲ့ရပဲဖြစ်မယ်ကွာသူ့ပစ္စည်းဖြစ်ဖို့များရဲ့အဲ့ဒါဆိုရင်တော့ ED ကိုအဆင်ပြေပြီဗျဒီဒရုန်းလေးကဟတ်တီလေးကိုပြန်ထုတ်ပြီးတော့ဒီဒရုန်းလေးကကင်မရာကို ED ကိုတခြားစစ်စစ်လိုက်မယ်ဆိုရင်အထက်ကဗီဒီယိုဖိုင်ကိုတခြားစစ်လိုက်မယ်ဆိုရင်ဘယ်သူလာဖမ်းတော့လဲဘယ်နေရာဖမ်းတော့လဲဆိုတော့ ED ကိုသိနိုင်နေဗျအဲ့ဒါဆိုရင်ကိုကြီးဖန်ကလင်ကို ED ကိုပြန်ပြင်နိုင်မယ်ထင်တယ်အေး ED လောက်ပါအောင်ကွာငါလည်းဘာမှမလုပ်ကြဘူးမင်းကိုပဲအားကိုးရမှာပဲကွာလှုပ်ဆမ်းမအောင်ကွာအထက်ကပစ္စည်းထုတ်ကြည့်စမ်းမအောင် A few moments later ရပြီကိုကြီးရပြီဒီမှာ location တစ်ခုကိုလိပ်စာလေးဖတ်ကြလာရဲ့ဗျနေအောင် ED ဖတ်ပြမယ်ဟေ့အောင်နေအောင် EDအဲ့လိပ်စာကိုငါသိတယ်ကွာနေစမ်းငါတိကျကြည့်လိုက်အောင်မယ်ဟာ ED ရေအဲ့ဒါဟိုဟာကြီးပဲကွာငါတို့ဟိုဟာကြီးရထားလဲအဆုံးက location ပဲကွာအဲ့ရထားလဲမဟုတ်ဘူးလားရထားလဲအဆုံးမှာဘာမှမရှိဘူးလေကြည့်ရဒီလူတွေစကန်နေပါရင်များအစ်စ်ဆောက်ထားလားမသိဘူးငါရထားလဲထိတ်ကိုသွားကြည့်မှနေတူပဲဟုတ်တယ်ကိုကြီးရ ED အဲ့လိုပဲထင်တယ်ဒီလိပ်စာကိုမှားရမထင်ဘူးဗျသူဒရုန်းလေးကဖတ်ကြလာဆိုသူ့ရဲ့စကန်အဲ့ရထားလဲအဆုံးမှာဒီချာလုပ်ထားမယ်ထင်တယ်ဗျ ED အဲ့နေရာကိုသွားကြည့်ကြမယ်အေးကောင်းပြီ ED ဒါဆိုရင်ငါညီဝေးမင်းတို့ညမှာတခါလိုက်ခဲ့လိုက်ပြီးတော့ငါရဲတွေရောဒီကိစ္စမပြောချင်ဘူးကွာတလားရဲရငါ့ကိုဘူးရှိုး